ကဲအားလုံးပဲမင်္ဂလာပါကိုရှမ်းရဲ့ YouTube channel အသစ်ကနေပြီးတော့မိတ်ဆွေကိုမရဲ့အားလုံးကိုနှွေးထွေးစွာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကဲကျွန်တော်မိတ်ဆွေကိုမရဲ့အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကောင်းမွန်သောနေ့လေးတွေနေ့တိုင်းဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေလုံရင်ဆန္ဒတွေလည်းတုံးတော့ပြည့်ဝနိုင်ကြပါစေလို့ကိုရှမ်းရဲ့ YouTube channel အသစ်ကနေပြီးတော့မိတ်ဆွေကိုမရဲ့အားလုံးကိုဆုမကောင်းတောင်းပေးလိုက်ပါတယ်ကဲကျွန်တော်မိတ်ဆွေကိုမရဲ့အားလုံးပဲမနက်ဖြန်15ရက်တလ2026ကြာတာရင်းနေ12နာရီ10မိနစ်စစ်တော့ကိုအဓိကရွေပြီးတော့လာရောက်တင်မိတဲ့ဗီဒီယိုပိုင်းလေးဖြစ်တယ်ကျွန်တော်ကိုမရဲ့အားလုံးပဲအစအဆုံးလေးတေချာနားတဲ့တဘောဟောက်ဒီနားထောင်မယ်ကြည့်မယ်เนาะမနေ့ဖြန်မှာကျွန်တော်ကိုမရဲ့အားလုံးပဲ share ဝင်ငွေထုတ်ပိုက်ရမယ်ဗျာကျွန်တော်ကိုမရဲ့เนาะဒါဆိုရင်ကျွန်တော်ကိုမရဲ့အားလုံးပဲမနေ့ဖြန်မှာကျွန်တော်အကြိုက်ဆုံးဝမ်းချင်းပြောပါဆိုရင်9-3ဝမ်းချင်းပါเนาะ9-3ဝမ်းချင်းပါ9ပိုင်3ပိုင်ကိုကျွန်တော်ကိုမရဲ့အားလုံးပဲမနေ့ဖြန်ကြာတာပြည့်နေ့မှာထီအောင်လိုက်ပြီးတော့ဆော်ပြီးပါထီအောင်လိုက်ထိုးပြီးပါကျွန်တော်ကိုမရအားလုံးပဲเนาะ9ပိုင်း3ပိုင်းပါကျွန်တော်ကိုမရအားလုံးပဲเนาะ channel ကို subscribe မနေရသေးတဲ့ကိုမရဲ့ပိုင်း subscribe လေးတောက်ရှင်းနေမယ် subscribe နေပြီးသားလူကောင်းကိုမရဲ့ပိုင်းလည်း2 3နဲ့ပတ်သက်တဲ့နေရာလေးမှာ share ပေးပါမြောက်ပေးပါကျွန်တော်ကိုမရအားလုံးပဲเนาะအထူးသဖြင့်လက်မလေးတောက်ရှင်းနေမယ်ဗျာလိုက်လက်မလေးတောက်ရှင်းနေမယ်เนาะမနေ့ဖြောင်းကျွန်တော်ကိုမရအားလုံးပဲ share ငွေထုတ်ပိုက်ရမှာဗျာเนาะကဲ9နံပါတ်ကျွန်တော်4ခွက်ရွေးချယ်ထားတယ်ပြီးတော့3နံပါတ်ရင်လည်း4ခွက်ရွေးချယ်ထားတယ်အကြိုက်တူတဲ့ဝန်နာတူရဲ့ကိုမိုင်းအားလုံးပဲမနေ့ဖြစ်မှာတင်ပြီးတော့ like ဆော့မယ်နော်မနေ့ဖြစ်မှာတင်ပြီး like ဆော့မယ်ကျွန်တော်ကိုမိုင်းအားလုံးပဲဒီနေ့မှာတော့မနက်ပိုင်းမှာတော့အောင်မြင်မှုရရှိခဲ့တယ်ညနေပိုင်းမှာတော့ကျွန်တော်ကိုမိုင်းအားလုံးပဲလွှဲရှုံမှုရှိခဲ့တယ်နော်3-8ပြောင်းရမှာကျွန်တော်ကိုမိုင်းအားလုံးပဲအဆင်ပြေဦးမယ်နော်ကဲဒါဆိုရင်ကျွန်တော်ကိုမိုင်းအားလုံးပဲ9နဲ့ပတ်သက်တဲ့ကဏ္ဍခေါ်ပြီးမယ်9နဲ့ပတ်သက်ရင်အဓိကထိုးရမယ့်ကဏ္ဍလေးရာ9-1ရယ်9-9ရယ်9-2ရယ်9-8ရယ်ပါနော်9နဲ့ပတ်သက်ရင်အဓိကရွေးချယ်ပြီးထိုးရမယ့်ကဏ္ဍလေးရာ9-1ရယ်9-9ရယ်9-2ရယ်9-8ရယ်ပါ9နဲ့ပတ်သက်ရင်ကျွန်တော်ကိုမိုင်းအားလုံးပဲအဲ့ကဏ္ဍလေးတွေကိုအဓိကရွေးချယ်ပြီးတော့ like ကစားမယ် like ထိုးမယ်ဗျနော်ကဲ3နဲ့ပတ်သက်ရင်အဓိကထိုးရမယ့်ကဏ္ဍလေးခေါ်ပေးမယ်3နဲ့ပတ်သက်ရင်အဓိက like ဆော့ရမယ့်ကဏ္ဍလေးရာ36343935ပါနော်36343935ပါ3နဲ့ပတ်သက်ရင်ကျွန်တော်ကိုမိုင်းအားလုံးပဲအဲ့ကဏ္ဍလေးတွေကိုအဓိကရွေးချယ်ပြီးတော့ like ကစားမယ် like ထိုးမယ်နော်ကျွန်တော်ကိုမိုင်းအားလုံးပဲနော်ဒီကြာတာပြေးတောက်ကြမှာကျွန်တော်ကိုမရအားလုံးပဲเนาะထီထီမီနဲ့ share ဖောက်ခြင်းနဲ့ထီထီမီနဲ့ရခြင်းနဲ့ကိုမရအားလုံးပဲကျွန်တော်ပြောတဲ့စကားလေးကိုတေချာလေးနားထောင်မယ်တေချာလေးကြည့်မယ်ကျွန်တော်ကိုမရအားလုံးပဲเนาะ channel ကို subscribe မနေရသေးတဲ့ကိုမရပါရင် subscribe လေးတောက်ရှင်နေမယ် subscribe နေပြီးသားလူကောင်းကိုမရပါရင်လည်း2 3နဲ့ပတ်သက်တဲ့နေရာလေးမှာ share ပေးပါမြောက်ပေးပါကျွန်တော်ကိုမရเนาะကဲဒါဆိုရင်ကျွန်တော်ကိုမရအားလုံးပဲကျွန်တော်ရေးစကားတစ်ခုမျိုးပြောမယ်ကျွန်တော်ကိုမရเนาะရှေ့တစ်ပတ်တွေကျွန်တော်ကိုမိုင်းအားလုံးပဲအဖောက်ဝင်ကျွန်တော်လက်ခံနေပါပြီเนาะအဖောက်ဝင်ခြင်းနဲ့မိသားစုကိုမိုင်းအားလုံးပဲလောင်းမလို့ရပြီเนาะရှေ့တစ်ပတ်တဲ့အဖောက်ဝင်ကြီးက1000ချက်ပါเนาะရှေ့တစ်ပတ်တဲ့အဖောက်ဝင်မဲ့ဆိုရင်ကျွန်တော်ကိုမိုင်းအားလုံးပဲဘာတွေရသွားမလဲဆိုရင်เนาะဒီကြာတာပြေးတောက်ကြမှာကျွန်တော်လက်ဆောင်ပတ်သီးလုံးနဲ့တော့မင်းရောတစ်ခွက်ကောင်းပြီးမယ်เนาะလက်ဆောင်ပတ်သီးနဲ့အကြိုက်ဆုံးတင်ခွက်တစ်ခွက်ကောင်းပြီးမယ်ကျွန်တော်ကိုမိုင်းအားလုံးပဲကြာတာပြေးတောက်ကြကိုရှယ်ကိုငွေထုတ်ပိုက်ရမယ်ကျွန်တော်ကိုမိုင်းအားလုံးပဲအပတိုင်းလို့ကျွန်တော်ကိုမိုင်းအားလုံးကိုလုံးဝအဆင်ပြေးနေတာဗျာရှေ့တစ်ပတ်တော့ကိုရှေ့တစ်ပတ်တလင်းနာအင်ကာဗုဒ္ဓဘူးเนาะအဲ့3ရက်ကိုအဖွဲကျိုးဝင်မယ်ဆိုရင်ကျွန်တော်ကိုမိုင်းအားလုံးပဲဒီကြာတာပြေးတောက်ကြမှာကျွန်တော်လက်ဆောင်ပတ်သီးနဲ့ကျွန်တော်အကြိုက်ဆုံးတင်ခွက်တစ်ခွက်ရမယ်ကျွန်တော်ကိုမိုင်းအားလုံးပဲเนาะကျွန်တော်အကြိုက်ဆုံးတင်ခွက်ရမယ်ကျွန်တော်ကိုမိုင်းအားလုံးပဲဝင်ကျင်တဲ့ကိုမိုင်းအားလုံးပဲဝင်လို့ရပြီလူဟောင်းကိုမိုင်းအားလုံးပဲကျွန်တော်ရှေ့တစ်ပတ်တဲ့ကျွန်တော်အဖွဲလက်ခံနေပါပြီဒီကြာတာပြေးတောက်ကြတော့ကိုလေကျွန်တော်ဘက်ကအကြိုက်ဆုံးပတ်သီးလုံးနဲ့အကြိုက်ဆုံး connect တစ်ခွက်ပေးမယ်ကျွန်တော်ကိုမိုင်းအားလုံးပဲကျန်နေတဲ့ကိုမိုင်းအားလုံးပဲကန်ဆယ်လို့ရပြီဗျာကန်ဆယ်ကြီးကတော့1000ကျပ်ပါเนาะကျွန်တော်စက်တန်ရဲ့နံပါတ်လေးကိုလည်းကျွန်တော်တစ်ခေါက်ပဲခေါ်ပေးမှလို့ကျွန်တော်ကိုမိုင်းအားလုံးပဲတေချာလေးနားထောင်မယ်တေချာလေးကြည့်မယ်เนาะကဲဘယ်ဖုန်းနံပါတ်ကိုဆက်သွယ်မှမသိသေးတဲ့ကိုမိုင်းအားလုံးကတေချာလေးမှတ်မယ်เนาะကဲကျွန်တော်တစ်ခေါက်ပဲခေါ်ပေးမှကျွန်တော်ကိုမိုင်းအားလုံးပဲတေချာလေးနားထောင်ပေးပါเนาะ9ခွန်3လုံး9ခွန်3လုံး33938ပါเนาะ9ခွန်3လုံး33938ပါเนาะကျွန်တော်ဓာတ်ရိုက်လေးဆက်သွယ်ပေးပါအဲ့ဖုန်းနံပါတ်မှာကျွန်တော် Viber လေးသုံးပါတယ်ကျွန်တော်ကိုယ်အားလုံးပဲ KB ရော WB ရောရှိပါတယ်ကက်ဆက်ကြီးကတော့1000ကျပ်ပါเนาะကျွန်တော်ကီးခွေလေးပြောမယ်ကီးခွေလေးကတော့916ခွန်ကီးခွေလေးပါ916ခွန်ကီးတွဲခွေလေးပါเนาะ916ခွန်ကီးတွဲခွေလေးပါမန္တပြန်ကြာတာပရိနေ7နိုင်10မိနစ်စီအတွက်ကီးတွဲခွေလေးကတော့916ခွန်ကီးတွဲခွေလေးပါကျွန်တော်ကိုယ်ပါအားလုံးပဲเนาะ9နဲ့ပတ်သက်ရင်9ပိုင်း3ပိုင်းပါ9ပိုင်း3ပိုင်းပါကျွန်တော်ကိုယ်အားလုံးပဲ9နဲ့ပတ်သက်ရင်915ခွန်9258ပါ3နဲ့ပတ်သက်ရင်36343935ပါเนาะအဓိကရွေးချယ်ပြီးတော့ like ကစားမယ် like ထိုးမယ်ကျွန်တော်ကိုယ်အားလုံးပဲเนาะ
ကျွန်တော်အကြိုက်ဆုံးတင်ွက်တွေနောက်ကောင်းတွေတကောင်းတွေကျွန်တော်မခေါ်ပြီးကျွန်တော်ကိုမရအောင်မယ်ကျွန်တော်ရှိတော့တဲ့ကျုံးဝင်တဲ့မိသားစုကိုမရတွေဒီဂျာတာပေးတောက်ကြကိုကျွန်တော်အကြိုက်ဆုံးတင်ွက်တွေပေးမှမှတ်လို့ကျွန်တော်ကိုမရအောင်မယ်ဒီလာရှိုးတဲ့ဒီကနေ့လေးွက်ထဲမှာကျွန်တော်အကြိုက်ဆုံးတင်ွက်တော့မပါဘူးဒါပေမဲ့ကျွန်တော်ဂျာတာပေးတောက်ကြအတွက်ကိုကျွန်တော်ကိုမရတွေကျွန်တော်လက်ဆောင်ပတိနဲ့လက်ဆောင်တစ်ခွက်ပေးမှမှတ်လို့နော်ကြာတိုင်းနေ့မှာကျွန်တော်ကြိုက်ဆုံးနှုတ်ကောင်းတွေတကောင်းတွေလုံးဝမထည့်ပေးထားပါဘူးကျွန်တော်ကိုမရအောင်လုံးပဲနော်တေချာလေးနားလိုက်အောင်ကြည့်ပေးပါကျွန်တော်ကိုမရအောင်လုံးပဲနော်9ပိုင်း3ပိုင်းမနေ့ဖြစ်မှာညည်းအောင်လိုက်ဆော့မယ်ကျွန်တော်ကိုမရနော်တေချာလေးမှတ်မယ်ကီးတွဲကလေးက916ခုကီးတွဲကလေးပါနော်ကြာတိုင်းတောက်ကြလို့ကျွန်တော်ကိုမရအောင်လုံးပဲလောင်းလို့ရပြီလူသစ်ကိုမရအောင်လုံးပဲကျွန်တော်မနေ့ဖြန်ကိုထိထိမိနဲ့ရှင်းငွေထုတ်ပိုက်အောင်ကျွန်တော်ကိုမရတွေလုံးပေးထားတယ်နော်ကန်ဆယ်ကြီး1000ဆိုပါလေကျွန်တော်ကိုမရအောင်လုံးပဲခဏတစ်ခွက်ထိုးဖို့စားပဲရှိနော်ဒီဂျာတာပေးတောက်ကြဆိုပါလေကျွန်တော်ကမရလုံးမယ်အပတိုင်းလိုရှယ်ငွေထုတ်ပိုက်နေကြနော်ရနေကြပေါက်နေကြနေလေးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကမရလုံးမယ်ဒီဂျာတာပေးတောက်ကြမှာမွန်ရတည်းရဲ့ကမရလုံးမယ်လောင်းဝင်ပြီးပါနော်ရှစ်တပတ်တော့ကိုလည်းအဖွဲဝင်ပြီးသားဖြစ်တယ်ရှစ်တပတ်တလင်းနာအင်္ဂါဘုဒ္ဓဘုအတွက်ကိုလည်းအဖွဲကြုံဝင်ပြီးသားဖြစ်ပါတယ်ကျွန်တော်ကမရလုံးမယ်နော်ကဲဒါဆိုရင်ဦးရှိုင်းရဲ့ဗီဒီယိုပိုင်းလေးကတော့ဒီလောက်ပါပဲကျွန်တော်ကမရလုံးမယ်နော်မနေ့ကကိုရှမ်းပေးရဲ့ကနေလေးနဲ့အားလုံးပဲအဆင်ပြေကြပါစေရကြပါစေပေါက်ကြပါစေเนาะကိုမအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကောင်းမွန်သောနေ့လေးတွေနေ့တိုင်းနေ့တိုင်းဆက်လက်ပြီးတော့ပိုင်ဆိုင်နေကြပါစေလုံရင်ဆန္ဒတွေလည်းတုံးတော့ပြည့်ဝနိုင်ကြပါစေလို့ကိုရှမ်းရဲ့ရိုးချက်တဲ့အစ်စ်ကနေပြီးတော့မိတ်ဆွေကိုမအားလုံးဟိုဆုံးမကောင်းတောင်းပေးပါကဲကျွန်တော်မိတ်ဆွေကိုမအားလုံးပဲเนาะစသရမယ့်နံပါတ်ကလေးကိုလည်းကျွန်တော် comment မှာရေးပေးထားခဲ့မယ်เนาะကျွန်တော်ကိုမအားလုံးပဲအားလုံးပဲဘိုင်ပါ